အားလုံးပဲမင်္ဂလာပါရှင်။စာပေတုတ္တလူတိုင်းရ YouTube Channel လေးကနေကြိုဆိုလိုက်ပါရစေ။ဒီနေ့မိတ်ဆွေတို့အားလုံးကိုဖတ်ပြပေးခြင်းတဲ့ဝတ္ထုတိုလေးကတော့ဆီယာမမတ်ဆန္ဒရေးသားထားတဲ့လူဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်။အဆုံးထိအောင်လို့ခန်းစားနာဆင်ကြကြပါအောင်ရှင်။လူဝတ္ထုတိုစာရေးသူဆီယာမမတ်ဆန္ဒဒီနေ့ဘဘကြီးရုံးကပြန်လာတာမျက်မှောင်ကြီးကျုံလို့မျက်နှာကြီးကလည်းနီလို့ဒါဆိုရုံးမှာဖြစ်ဖြစ်လမ်းမှာဖြစ်ဖြစ်တခုခုစိတ်ဆိုးစရာဖြစ်ခဲ့ပြီဆိုတာမိအေးသိတာပေါ့မိအေးတင်ရောက်တာဟာတစ်နှစ်တောင်ကြော်ခဲ့ပြီပဲဒီလောက်တော့လူကဲခက်တက်နေပါပြီအန်တီခင်မခိုင်းသေးပေမဲ့မိအေးနောက်ဖေးချောင်ဝင်ပြီးတမ်းမြားရေးချိုချိုအေးလေးတစ်ခွက်ကိုဖျော်ထားနေနဲ့မကြပါဘူးအန်တီခင်ကလှမ်းអော်တာပဲမေးတမ်းမြားရီချိုချိုလေးတစ်ခွက်မြန်မြန်လောက်ခဲ့စမ်းတဲ့တမ်းမြားရီကိုအန်တီခင်တို့အိတ်ခမ်းနဲ့သွားပို့ရတယ်ဒါနဲ့ပြောရအောင်မယ်အန်တီခင်တို့အိတ်ခမ်းကလေအေးပေးဆက်တက်ထားတာသိလားအမြဲတမ်းအေးပြီးမှုေးနေတာပဲအန်တီခင်ကပန်းကြိုက်တယ်လေအနံမွေးတဲ့ပန်းကလေးတွေတစ်မျိုးမဟုတ်တစ်မျိုးဂရင်ဘေးကစပွဲလေးမှာတင်ထားတတ်တယ်ဒီတခါတော့တနက်ခါပန်းဝဝကလေးတွေဝေးလို့အခန်းထဲမှာလဲတနက်ခါပန်းနံလေးကသင်းလို့ဒါပေမဲ့မိအိမ်စိတ်ညစ်သွားတယ်အဲ့ဒီတနက်ခါပန်းလေးတွေမှဲ့ပြီးဂရင်ဘေးမှာခင်းထားတဲ့အမွေးပွားကော်စောတဲ့ကြွေတော့မှာကြောင့်ပါအဲ့ဒါဆိုရင်တော့လှဲရခြင်းရတိတ်ခတ်တာပဲခိုးရခါပရောက်ပန်းလေးတွေကျွေတော့ကလည်းမိအေးတပွင်ကျင့်လိုက်ကောက်ခဲ့ရဘူးပြီဟဲ့မိအေးပေးလေဘာငိုင်းနေတာလဲတဲ့အန်တီခင်ကမိအေးလက်ထဲကတမ်းမြာရီခွက်ကိုလှမ်းယူတယ်ဘဘကြီးကဂရင်ဘေးကပလက်ကလထိုင်မှာထိုင်နေတယ်ကိုကိုလေးကဘဘကြီးရဲ့လက်မောင်းမှာတရေပလားဘာလားမသိပါဘူးအဝိစလိုဟာကြီးတစ်ခုဘတ်ပြီးသွေးပောင်ချင်းနေတယ်နောက်ပြီး160 hydra လို့လဲပြောတယ်လေမိအေးက6တန်းအထိစာသင်မှုတာပဲဟာ160ဆိုတာ160မှန်တော့သိတာပေါ့ဘဘကြီးရဲ့တွေးပေါင်ချိန်က160တရားဖြစ်နေပြီသွေးတိုးနေပြီကိုကိုလေးကလည်းသွေးပေါင်ကြစေးတွေတိုက်တော့မယ်ဆိုတာလဲသိတာပဲဖေဖေကလည်းထစ်ကနေရှိစိတ်ကတိုးတာကိုစိတ်တိုးတာနဲ့သွေးကလည်းဒိုင်းကနေတိုးတက်လာတာကိုလည်းသိသားနဲ့ဒိုင်းကျင်မဒိုင်းတာဟေးမတိုးလို့ကတော့မဖြစ်ဘူးဘဘကြီးကငေါက်ဆက်ဆက်ပြောတယ်လူတွေဟာကိုပြည်သူဝန်ထမ်းဆိုတာသတိမရကြဘူးဒီဖိုင်တွဲဒီစပွဲပေါ်ကနေဟိုစပွဲပေါ်ရောက်ဖို့အေးတာလက်ဖက်ရီဘိုးကတစ်မျိုးထမင်းဘိုးကတစ်မျိုးဘဘကြီးတို့ဌာနကဘာဌာနလဲတော့မိအေးမသိပါဘူးဒါပေမဲ့အရက်တဲကလူတွေခဏခဏရှောက်လွာတင်ရတဲ့ဌာနဆိုတာတော့မိအေးသိတယ်အလုပ်ကိုလုံးနေတူအောင်မှန်မှန်လေးလှုပ်သွားဖို့ဆိုတဲ့အသည့်စိတ်ဓာတ်ကိုသူတို့ခေါင်းထဲမှာမရှိကြဘူးအလုံးလုံးစေခြင်းတော့ပေးပါဆိုတာမျိုးတွေကတမျိုးဘဘကြီးကပြောရင်းဆိုရင်ဒေါသပို၍ထွက်လာတယ်ကိုကိုလေးကမိအေးကိုလှမ်းကြည့်တော့မိအေးကစေးတစ်တာလားကိုလေးလို့မေးလိုက်တယ်သူခန်းထဲကစေးတစ်တာကိုယူခိုင်းတော့မယ်ဘဘကြီးကိုသွေးတို့ကြစေရောစိတ်ငြိမ်စေးတွေရောတိုက်တော့မယ်ဆိုတာမိအေးသိတာပေါ့မိအေးစေးတစ်တာယူပြီးပြန်လာတဲ့အထိဘဘကြီးကတပြေတောက်ပြောနေတော့မယ်ဒီနေ့တော့အကုန်လုံးကိုတန်းစီခိုင်းပြီးကောင်းကောင်းစူပစ်ခဲ့တယ်မင်းတို့ကိုနိုင်ငံတော်ကလာစာပေးထားပြီးသားကို့လို့ကို့တောင်ဝင်ကိုတမန်ရိုးကြဆောင်ရွက်ခြင်းအပြင်ဘယ်သူစီကဘာမှထက်လိုချင်နေစရာမလိုဘူးမျော်ကိုနေစရာမလိုဘူးထမင်းမိုးပြောလက်ဖေးဖို့ပြောဒါဟာလက်ပဲဘေးတဲ့သူကလည်းလက်ပဲယူတဲ့သူကလည်းလက်ယူတာပဲဒီလိုလုပ်နေရင်တို့ဌာနကြီးသူများလက်ညှိုးထိုးစရာကိုအမြဲခံနေရမှာပဲဒီအကျင့်တွေကိုပြင်မပြင်ရင်ပြုတ်မှာပဲကိုရဲ့ရှော့စိတ်ကိုရှော့တဲ့အန်တီကလေးတန်းချိုအေးလေးနဲ့ချော်ရင်
တမ်းများရီတိုက်တယ်ဟုတ်ပါရဲ့ဘဘကြီးခမညာဘလောက်တောင်စိတ်တွေတိုးနေလဲမသိပါဘူးလေးပွေးဆက်ဖွင့်ထားတဲ့အခန်းထဲမှာတော့နှစ်ဖူးမှချွေးတွေကသီးလို့ဒေါခင်ကမွေးမတစ်ပတ်ကလေးနဲ့အသားအရာတုပ်ပြီးရင်အလုပ်ကိစ္စတွေကိုမေ့ပြီးခဏမှိမ့်လိုက်ွယ်တဲ့အန်တီခင်ဟာလေလူကသာဝဝကြီးစကားပြောလိုက်ရင်တော့ချိုချိုအေးအေးလေမီးတို့ကိုပြောရင်တော့ချိုချိုပဲပြောတယ်စူလာဆဲလာဘယ်တော့မှမရှိဘူးဒါပေမဲ့အကွက်စီအောင်တော့တိတ်ခိုင်းတတ်တာအိမ်မှာမီးရောဒေါ်ကြီးရောခြံထဲမှာမာလီလောက်တဲ့ကိုဖိုးအောင်ရောအားလို့နားတယ်ဆိုတာတခါမှမရှိရပါဘူးအလောက်ကတခုပြီးတခုဇဲကိုဆက်လို့ဒါပေမဲ့မီးအေးပျော်ပါတယ်မီးအေးကအလုံးလုံးဖို့လာတဲ့သူပဲဟာမီးအေးအခန်းပြင်ပြန်ထွက်လာတော့အိမ်ထဲမှာကြက်သားကြော်နဲ့မှုေးနေပြီဒေါ်ကြီးကြော်တဲ့ကြက်သားကျွတ်နေပြီထင်ပါရဲ့ညနေစာပဲဟင်းကိုစားလျှော့ခတ်ဖို့ဒေါ်ကြီးကိုသတိပေးရအောင်မယ်ဘဘကြီးသွေးတိုးနေတယ်မဟုတ်လားအော်နောက်ပြီးငပြာရီချက်နဲ့ဒင်းကြီးတို့စီကလည်းထမင်းစပွဲပေါ်တင်လို့မဖြစ်ဘူးအန်ဒီခင်ကမီအေးတို့ကိုပြောထားပြီးသားအဲ့ဒါတွေကသွေးတိုးစားတယ်တဲ့မီအေးမိဖို့ကြောင့်ဝင်လာပြီးဒေါ်ကြီးရေဘဘကြီးကတော့သွေးတိုးနေပြီဟင်းတွေကိုစားလျှော့လို့ပြောတော့ဒေါ်ကြီးကမျက်စောင်းထိုးတယ်ကျမလို့ကျမနားလဲပါတယ်မမအေးရဲ့လို့လည်းငေါ့ပြီးတော့ပြောပြန်သေးတယ်ဒါနဲ့မီအေးလဲအသာလေးပြန်ထွက်ခဲ့ရတယ်ဒေါ်ကြီးကသဘောကောင်းပေမဲ့တခါတလေကြတော့လေတမျိုးပဲမီအေးကသူ့ကိုလာပြီးဆရာလုပ်နေတယ်လို့လည်းထင်တတ်တယ်ဒီကစေတနာနဲ့ပြောတာပါမကြရင်တော့မပြောရုံပေါ့မီအေးလဲစိတ်တူတူနဲ့အေကန်းဘက်ပြန်ထွက်လာခဲ့တယ်နည်းနည်းပါးပါးဖုန်တက်နေတာလေးတွေကိုပြန်ပြီးလှဲ့ကျင်နေလိုက်တယ်ခဏနေရင်တော့မီးအေးရေထမင်းသဝဲကူပြင်းလေအောင်လို့ဒေါ်ကြီးကခေါ်လိုက်မယ်အဲ့ဒီကြားမှာမကြားကြအောင်တော့စောင်းနေလိုက်အောင်မယ်တပြန်စီလှဲလို့ပြီးကန်ပြီးတော့ဧည့်သည်တွေရောက်လာတယ်အသားဖြူဖြူပူပူဝဝလင်းမယားနှစ်ယောက်လေမျက်နှာလေးချိုးတယ်အပြောလဲချိုးတယ်နောက်ပြီးသူတို့ဟိုးတုံးကလေးကယူလာတဲ့တပြေသီး၆တွေကလည်းသိချိုးတာပဲမီးအေးခိုးစားဘူးလို့သိတာပါဒီတခါတော့လဲအထုပ်ပိုးတွေဆွဲလို့အထုပ်တွေကခါတိုင်းထက်တောင်ပိုများသည်မီးအေးလေအဲ့တွေကိုကြည်ရင်ခုနကတော့ကဘဘကြီးပြောတာတွေကိုသတိရတယ်ဒါဟာလက်ပေးတာများလားလို့လဲတွေးမိတယ်ဒေါ်ကြီးသိရင်တော့ရှင်နဲ့ဘာဆိုင်လို့လဲအေးစေးနေစမ်းမမအေးရဲ့လို့ပြောမှာပဲထင်ပါရဲ့သူတို့ကိုခဏဆောင်ပါလို့ပြောရင်မီအေးအန်တီခင်တို့အခန်းထဲကိုဝင်ခဲ့ရပြန်တယ်ဘဘကြီးမျက်နှာကတိတ်မနေတော့ပါဘူးတိတ်မကြည်လင်သေးပေမဲ့မျက်မှောင်တွန့်နေတော့ပြေးနေပါပြီအန်တီခင်နေခင်ကမေးလာတဲ့အကြမ်းမြင်ဘေးရင်ဆရာမဟောလိုက်တာတွေနားထောင်နေတယ်အန်တီခင်ကထပ်ပြီးပေါ်များအောင်ထောပတ်လူရမယ်တဲ့ဘေးပြားတွေကြော်သွားအောင်ဘေးဟာကြော်လူရမယ်တဲ့သူများကိုလူမဲ့စားတော်ကြီးရဲ့အေးရဲ့ဖိုးမောင်ရဲ့ကိုလှူလိုက်ရင်တော့သိကောင်းမှာပဲနော်အန်တီခင်ဧည့်သည်လာတယ်ဘယ်သူတွေတော့ကွယ်ဟိုလေဟိုဝဝပူပူလင်းမယားကိုတန်းစိန်တို့ထင်ပါရဲ့အန်တီခင်ကပြုံးသွားတယ်ဘဘကြီးဘေးကထလာပြီးမှန်တင်ကုန်ရှေ့မှာရက်တယ်မျက်နှာကိုတိုးပတ်နည်းနည်းရိုက်လိုက်တယ်သူတို့တွေနေခင်းကဖုန်းဆက်သေးတယ်ကိုကူညီလိုက်တာကိုကျေးဇူးတင်လွန်းလို့တဲ့အပန်းမကြည့်ပါဘူးကွာဒါပေမဲ့သူတို့အတွက်ကတော်တော်အဆင်ပြေသွားတာကိုအဲ့ဒါနောက်ကိစ္စလေးတစ်ခုလဲအပူကက်ချင်လို့လာပြစေလို့ပြောထားတာခုနကတော့ကခင်မေ့နေလို့ကိုတွေ့ရအောင်မလားအိုးမတွေ့ပါနဲ့တော့ခင်ကြည့်ပြောလိုက်ပါမယ်အေးဘဘကြီးကခေါင်းငိမ့်လိုက်တယ်မီအေးကအန်တီခင်နာကပ်ပြီးသူတို့မှအထုပ်တွေနဲ့လို့သတင်းပေးတယ်လို့တိုးပြောတော့အန်တီခင်ကဘာမှပြန်မပြောဘူးခဏနေတော့သွားဧည့်သည်ဖို့ Nest Coffee ဖျော်ခဲ့တဲ့နောက်ပြီးခေါင်းကိုဘီးနဲ့တည်ရင်သူတို့ခမကိုချစ်လို့ခင်လို့လေးစားလွန်းလို့ခဏဒုက္ခခံလာနေရှာကြတာတဲ့မီးအခန်းထဲကမထွက်ခင်ဘဘကြီးဘာများခိုင်းအောင်မလဲလို့
လှမ်းကြည့်လိုက်တော့မျက်စိမိတ်ပြီးမှိတ်နေတာကိုတွေ့တယ်မျက်နာကြီးကတော့ကြည်လို့ပြုံးလို့ပေါ့မတ်ဆန်နာဒီနေ့ဖတ်ပြပေးခဲ့တာကတော့ဆရာမကြီးမတ်ဆန်နာရေးသားထားတဲ့လူဆိုတဲ့ဝိထုရိုးလေးပဲဖြစ်ပါတယ်အဆုံးထိအောင်လို့နားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဝိထုရိုးလေးတွေကိုစင်စက်မပြတ်နားဆင်မှုစာပေတုတ္တလူတိုင်းရဲ့ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ထားခဲ့ပေးပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်တစ်ပတ်မှာပြန်တွေ့ကြပါမယ်